မရှိသေးဝယ်ပေးပါလားဝယ်ပေးပါလားဝယ်ပေးပါကြိုက်နေတဲ့ပုံစံလေးရှိတယ်ပြန်ဝယ်ပေးပါဝယ်ပေးပါလားလို့ဟောခုချက်ဝင်စိတ်ခုချက်ဝင်စိတ်ဟဲ့ဟိုမှာလေးတဲ့ပဲရှိတော့ဟာဝယ်ပေးပါလား你不行，有时也对不起，有时也对不起吧，好了的。呀，你那对路标那边的，啊对，有时也对不起我，好了，没事吧？哎，那种都等着吧。တင်းကျော်ဆိုရပါတတိပွဲလေးတစ်ပွဲကြောင့်တတင်းကျော်လည်းနောက်ဝေတော်ပြီပေါ့မင်းလည်းကိုမွေးနေကြမယ်ဝတ်ဆိုတာရှိတယ်တော့ဘာပြီးရှိတာလေးပဲဝတ်သွားလိုက်တော့မယ်အိမ်မှာမွေးရတဲ့အိမ်လေးမှာတပုံပဲသူ့ဝင်နေပွဲဝတ်ဖို့တော့ဝယ်လိုက်လို့ရှိရင်ကိုမွေးနေပွဲကြရင်ကိုအိမ်ရောကိုအိမ်ဝယ်လို့ရှိရင်ပတ်စံရှုံးရကြတယ်တစ်ထည့်ဝတ်ပြီးလို့ရှိရင်လည်းထပ်ဝတ်ချင်တယ်အခုဆိုနေဟိုတတဲလေးမွေးနေပေါ်ဝတ်တဲ့အိမ်လေးဆိုပြတကယ်ပြောဈေးရတယ်ရမ်းကြီးရအိမ်တစ်ထည့်သိန်းကျော်တယ်နှမျောလိုက်တယ်တတဲလေးအဲ့သုံးလုံးလေးနှမျောလို့အခုမွေးနေပွဲမှာအဲ့ဟာပြန်ဝင်မယ်ဆိုရင်ဒါမနစ်ကဝတ်ပြီးသားလို့ပြောကြပါဖြုံးနေလို့အမေဆိုနေပြောတာနင်အရင်မဆန်ဖြုံးနေတကယ်တော့မွေးနေပွဲမှာနှုတ်ဝတ်ဆောင်နှစ်ခုပဲဝင်မယ်ဆိုပြီးစဉ်းစားတာဝတ်ဆောင်နှစ်ခုပဲတပုတ်ရိုက်တာတစ်ခုမွေးနေပွဲမှာဝတ်ဖို့ကစုံဆိုပြီးအလုပ်စဉ်းစားတာရှိုက်တော့ရိုက်လိုက်တယ်သုံးစုံလို့ပြီးတော့မွေးနေပွဲကြတော့တစ်စုံကောက်ဝတ်လိုက်တယ်ဟုတ်တယ်သုံးစုံတော့ဝတ်လိုက်တာသုံးစုံတော့ဝတ်ရိုက်တာနော်တော့ရှော့တက်လို့ရစံရှေ့ဖြုံးနေတနေရလည်းဖြုံးနေပေါ့တစ်စုံနော်ပြီးသုံးနှစ်စုံရှိသုံးစုံရှိပြီနော်သုံးစုံ是口袋喵出听呀的地လေးစုံအကုန်လုံးကတစ်စုံ9000ကျော်လေတသိန်းကျော်လေမွေးနေ့10လပိုင်းမှာပဲတစ်ခေါက်ထဲကို၄စုံ၄စုံမို့နော်စံရှင်းပြုံးခဲ့ဒီမွေးနေ့ပွဲလုပ်တော့လည်းတပွဲတွေကိုကျွေးတာကြီးပဲကို30ကျော်ကုန်ပြီဒါကဘာမှပဲကျွေးတာ KTV မှာကျွေးရမှာပါတယ် KTV မှာ10တယ်ဒါမဲ့ဝင်းနေလက်ဆောင်ပြန်ရခဲ့တာက20နဲ့မှ30နဲ့မှ3သိန်းဝင်းနေလက်ဆောင်30နဲ့မှ3သိန်းပါတည်ဒါမဲ့အဲ့လိုရှိပြီးတော့30တူမနစ်ကမွေးနေ့ဒီနေ့မွေးနေ့ရောဘယ်လိုလာအောင်မလဲတည်ဘာလို့လဲဆိုတော့ဒီနေ့မွေးနေ့ကြတော့ကိုကတယောက်တည်းဖြတ်တန်းမှဖြစ်တဲ့အတွက်
ဒီနေ့ကလို့တော့မချင်ဘူး